ဒီလူငယ်လေးဟာအမျိုးသမီးတွေရဲ့စပင်ပေါ်မှာအနုပညာလက်ရာတွေဖန်တီးခြင်းအထိဒီနေ့ကိုယူရို1000ကျော်ရရှိပါတယ်။သူဟာတာမန်စပင်ညက်သမားဒီလောက်မဟုတ်ပဲအနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သူရဲ့စပင်ပုံစံဒီဇိုင်းတွေဟာအနုပညာတစ်ရပ်ဖြစ်ပြီးအမျိုးသမီးတိုင်းကသူ့နဲ့ချင်းဆိုဖို့အိမ်မက်မကြပါတယ်။ဥမာအားဖြင့်ဖောက်တင်တူထသူဟာရဲ့စပင်နဲ့ပဲ9နာရီကြာဥထုပ်တလုံးကိုရက်လုပ်ပေးခဲ့ရလတ်ကအဝတ်စားနဲ့လှုပ်ထားတာမဟုတ်ဘူးလို့ဘယ်သူမှမယုံနိုင်ခဲ့ကြပါဘူး။ဆောက်လုပ်ရေးလူငင်ကွင်းမှာအလုပ်လုပ်တဲ့အမျိုးသမီးတူအတွက်စပင်နဲ့ပြုလုပ်ထားတဲ့ဥထုပ်ကိုဖန်တီးပေးခဲ့သူမကတကယ်ဘေးကန်းကြီးဥထုပ်ကိုဝတ်ဆာရမလို့တော့ပဲအယမ်းလှနေပါတယ်။ဖက်ရှင်ကြတဲ့အမျိုးသမီးတူအတွက်ဂူချီလိုခစ်စားနေတဲ့ဥထုပ်ကိုစပင်နဲ့ပဲအလားတူဖန်တီးပေးခဲ့တကယ်ဒီဇိုင်နာပစ္စည်းလိုပဲဖြစ်နေတာကြောင့်အားလုံးအံ့ဩထဲကြပါတယ်။သူဟာကန့်သက်ချက်မရှိပဲစိတ်ကူးစိတ်တန်ဝိုင်းဆိုင်စွာနဲ့ဘာမှဆိုဒီဇိုင်းဆွဲနေပါတယ်။မင်းကလေးတူတရိတ်ဆန်ပုံစံတောင်းဆိုတာမှာဝတ်တကန်ကိုဖန်တီးပေးပြီးရလက်ကတကယ်အသက်ဝင်လွန်းတာကြောင့်လူလိုင်းကကစားစရာအယုတ်လိုထင်ခဲ့ကြပါတယ်။အမျိုးသမီးတွေကသူ့စီမှာတန်းစီနေတာဟာသူကစပင်ပုံစံတစ်ခုပဲပေးတာမဟုတ်ပဲမောဆက်တဲ့အရာတွေကိုဖန်တီးပေးတယ်ဆိုတာသူတို့သိနေလို့ပါ။ဆီယာကိုရိုင်းကလည်းကျွန်တော်စပင်ကိုချစ်တယ်ဒါကကျွန်တော်ဘဝပဲလို့ပြောခဲ့ပါတယ်။